မင်းဘန်ကာအတွက်စေးဝန်ထမ်းရှာနေတာလားဒါဘန်ကာမန်းမင်းဘယ်လိုသိလဲဘာလို့လဲဆိုတော့တာမန်လူတွေကတောင်ပေါ်မှာရေရှည်စာချုပ်အတွက်ငွေသားနဲ့မပေးချေကြသလိုမလိုအပ်တဲ့မေးခွန်းတွေမမေးဖို့လဲမတောင်းဆိုကြဘူးလေဒါကဘန်ကာဒါမှမဟုတ်တရားမဝင်တဲ့အရာတစ်ခုခုဖြစ်ရမယ်မင်းကတော့တရားမဝင်တဲ့အလုံးလုံးမဲ့ပုံမပေါက်ပါဘူးသူမရဲ့အတန်ကအေးဆက်ပြီးဉာဏ်ရည်ထက်မြက်တဲ့ပုံစံရှိတယ်စေပညာသင်ယူခဲ့ဘူးလားသူမေးလိုက်တယ်ဆိုမျိုးသားတက္ကသိုလ်မှာခွဲစိတ်ကူးသမှုခုနှစ်မြန်မာနိုင်ငံကစေတနာ့ဝန်ထမ်း project တွေမှာကွင်းစင်းစေပညာနှစ်ခွဲစိတ်ကူးသမှုအရေးပေါ်အသက်ကယ်ကူးသမှုအရင်းမြစ်အကန့်အသတ်ရှိတဲ့အခြေအနေတွေအောက်မှာအလုပ်လုပ်ခဲ့တဲ့တခြားသူတွေမသိတဲ့အရာတစ်ခုခုကိုမင်းသိနေလို့ဒါကိုတိစောက်နေတာလို့ငါထင်တယ်မင်းမှန်မယ်လို့လဲငါထင်တယ်ဒီနွေရာသီမှာတစ်ခုခုဖြစ်တော့မယ်သူခဏလောက်တိတ်သွားတယ်ဘာလို့အဲ့ဒီလိုကောက်ချက်ချတာလဲငါကခွဲစိတ်ဆရာဝန်တယောက်ပါငါကအချက်အလက်တွေယာတီဥတုပုံစံတွေနှစ်ပမာဏတွေပြီးခဲ့တဲ့3နှစ်အတွင်းကအပူချိန်မူမမှန်မှုတွေကိုဖတ်တယ်တင်ချာနဲ့အရာတွက်ချက်မှုတွေကစိတ်အေးစရာမရှိဘူးသူမရဲ့အတန်ကမပြောင်းလဲဘူးငါကအသက်ရှင်ခြင်းယုံတင်မကပဲတခြားသူတွေကိုလည်းအသက်ရှင်အောင်ကူညီခြင်းနဲ့မင်းမာနေရာရှိရင်ငါလာခဲ့မယ်စနစ်ကတိတ်ဆိတ်နေပြီးချက်ချင်းအကဲဖြတ်ချက်မပေးဘဲသူ့ရဲ့ဆုံးဖြတ်ချက်ကိုပဲစောင့်နေတဲ့နေရာရှိပါတယ်သူပြောလိုက်တယ်2ရက်အကြာမှာဆိုယုံရောက်လာတဲ့အသက်30အရွယ်အရက်ရှိပြစံပင်ကိုနောက်လန်စီးထားတဲ့အခြေအနေတစ်ခုကိုရင်းလင်းမြဲမြဲအကဲဖြတ်နိုင်တဲ့ပုံစံမျိုးသူမကဦးမင်လွန်ခေါင်းထဲကိုရှောက်သွားပြီးအရာအလုံးကိုစနစ်တကျစစ်ဆေးတဲ့အခန်းတိုင်းထဲကိုဝင်ကြည့်တယ်ပြီးတော့သူမကသူ့စီပြန်လာပြီးပြောတယ်မင်းမှာအနည်းဆုံးစတူယန်မီတာ20ရှိတဲ့ဆေးဘက်ဆိုင်ရာအခန်းတစ်ခုလိုအပ်တယ်ယောဂကူးစက်မှုကိုကာကွယ်ဖို့တိကျလေဝင်လေထွက်စနစ်နာရီဝက်စာအတွက်ပလိဇီဝဆေးအမြောက်အများခွဲစိတ်ကုသရေးကိရိယာတွေပြီးတော့ဒါကအရေးကြီးတယ်ပေမဂျင်နေရတာပေါ်မှာမမူတည်တဲ့ခွဲစိတ်ခန်းသုံးမီးလင်းရောင်မင်းစရင်လှုပ်ပေးမလားလုံနေပါပြီသူမကသူ့ရဲ့စာအုပ်နဲ့ပုံစံတူစကူမတ်စုစာအုပ်ကိုထုတ်ပြီးစရေးတယ်ဒါအုံးကသူမရဲ့အခန်းထဲကထွက်လာပြီးအိမ်နီးချင်းအစ်စ်ကိုကြည့်လိုက်တယ်ဆိုယုံကသူမရဲ့မျက်လုံးတွေကိုပင်းကြည့်လိုက်တယ်စက္ကန့်နှဲငယ်လောက်သူတို့တယောက်ကိုတယောက်အကဲခတ်နေကြတယ်ဒါအုံးဆက်ပြင်ဆရာဒါအုံးကပြောတယ်ဆိုယုံစေပညာလောလောဆယ်တော့ဒီမှာရေချိုးခန်းတစ်ခုပဲရှိသေးတယ်လို့ဒါအုံးကသူမကိုအတိပေးတယ်ငါအဆင်ပြေပါတယ်ခောက်ခုတင်တွေထက်ပိုဆိုးတဲ့နေရာတွေမှာတောင်ငါအိတ်ခဲ့ဘူးတယ်ဒါအုံးကအတိအမအပြူတဲ့အနေနဲ့ခေါင်းထဲငယ်ငိမ့်ပြလိုက်တယ်လီဂျွန်စုကသူတို့နှစ်ယောက်လုံးကိုကြည့်ပြီးသူ့ရဲ့အရင်ဘဝမှာစေဝန်ထမ်းရောဆက်ပြင်ဆရာရောမရှိခဲ့ပုံကိုတွေးနေမိတယ်အဲ့ဒီတုန်းကသူ့ရဲ့လမ်းပေါ်ကသူစိမ့်နှစ်ယောက်ရဲ့လေးပြတတ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ပဲရှိခဲ့တာသူတို့နှစ်လလောက်ခံနိုင်ရရှိခဲ့တယ်သူအခုတိဆောက်နေတဲ့အရာနဲ့ရှင်ရင်နှစ်လဆိုတာဘာမှမဟုတ်ဘူးမေလမှာပထမဆုံးတကယ်အပူချိန်ရောက်လာတဲ့ဆိုးမှာ38ဒီဂရီဒါဟာမေလအတွက်စံချိန်တင်အပူချိန်ပဲသတင်းတွေမှာတော့ဒါဟာမူမမှန်မှုနီညိုယာယီဖြစ်စဉ်လို့ပြောကြတယ်မိုးလေဝသပညာရှင်တွေကဇယားတွေဆွဲကြတယ်တာဝန်ရှိသူတွေကအစီမံတွေလှုပ်ဆောင်ဖို့ကတိပေးကြတယ်လီဂျွန်စုကတတိယမြောက်စီတိုဖူးအတုံးနဲ့ဟင်းဒီဟင်းရက်စီလီတာ90ကိုဦးမင်လုံခေါင်းထဲယူလာခဲ့တယ်